ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဒီနေ့ကတော့ anime fan otaku လေးတွေအတွက်ဆော့လို့ကောင်းမဲ့ anime season game ကောင်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာအင်္ဂလိပ်တော့ update ဖြစ်ဖို့ယုံကြည်စိတ်ချရတဲ့ job 10လောက်ကောင်းရှာနေရဆိုရင်တော့ကျွန်တော်ရဲ့ game set application လေးမှာလာရောက်ဝယ်ယူလို့ရပါတယ် mobile legend တိုင်းမှာ PUBG စီနဲ့ခြား game ပေါင်းများစွာရဲ့အင်္ဂလိပ်တော့ update ကိုတနေရာထဲမှာ24နာရီပတ်လုံးစိတ်ချလက်ချဝယ်ယူအားပေးနိုင်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးမှာ link လေးကိုတင်ထားပေးပါတယ်မသိတာရှိရင်လည်းချက်ပေါက်ကနေလာမေးလို့ရပါတယ် Number 1 The Seven Deadly Sin ဒီ game လေးကတော့နာမည်ကြီး Seven Deadly Sin Anime Series ကိုခြေခံထားတဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်။နောက်မှာပဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ Anime Style Open World Action RPG game မျိုးစားလေးပဲဖြစ်ပါတယ်။ဒီ game လေးကတော့ Britannia လောကကြီးရဲ့ Time and Space တွေကရှုပ်ထွေးသွားပြီးတော့မတူညီတဲ့ timeline နေရာတွေဇက်ကောင်တွေပေါင်းဆက်ကုန်တဲ့ဇလန်းသဘောမျိုးလေးပဲဖြစ်ပါတယ်။ Task ကြီးလည်းပါတော့မလို့ဇက်ကောင်တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါမှာလည်းတကယ်မိုက်ပါတယ်။ Britannia လောကကြီးထဲမှာစိတ်ကြလျှောက်သွားနိုင်ပြီးတော့တငယ်ချင်းတွေနဲ့အတူတူ boss တွေကိုစုပြီးချလို့ရမယ်ခေါ်မုတ်တွေလည်းပါဝင်ပါတယ်။ graphic ဘိုင်းကလည်း Unreal Engine 5ကိုသုံးထားရမလို့ပြောနေစရာတော့လိုမှမထင်ပါဘူး။ဒီ game လေးကို iOS, Android နဲ့ PC console တွေပေါ်မှာပါဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Number 2 Genshin Impact ဒီ game လေးကတော့ HoYoverse ကထုတ်လုပ်ထားတဲ့ကမ္ဘာကျော် Open World Action Adventure RPG game မျိုးစားလေးပဲဖြစ်ပါတယ်။ဒီ game လေးကတော့ Table လို့ခေါ်တဲ့ကမ္ဘာကြီးမှာစိတ်ရင်တည်ထားပြီးတော့ player တွေအနေနဲ့ပျောက်ဆုံးသွားတဲ့အမွှာညီမလေးကိုလိုက်ရှာရမယ် traveler တဦးနေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။နဗျားတွေကနေရတဲ့မတူညီတဲ့ dress and စွမ်းအားတွေကိုအသုံးပြုပြီးတော့ပေါင်းဆက်တိုက်ခိုက်ရတာမလို့ combat ပိုင်းကလည်းတမှုထူးကြပါတယ်။ဒီ game လေးတဲ့နယ်မြေတွေကိုဖန်တီးတဲ့နေရာမှာဂျာမနီအနေနဲ့ Monstate တရုတ်အနေနဲ့လီရွယ်ဂျပန်အနေနဲ့အင်ဇူမာအရှေ့လယ်ပိုင်းနဲ့အိန္ဒိယတွေကိုခြေခံထားတဲ့ဆူမဲရုစတဲ့တကယ်ကဘာယဉ်ကျေးမှုတွေကိုမိညမ်းပြီးတော့တည်ဆောက်ထားပါတယ်။ mobile လောကရဲ့ open world မိခင်လို့တော့ပြောလို့ရတဲ့ဒီ game လေးကိုမဆော့ရသေးရင်တော့စမ်းဆော့ကြည့်ကြဖို့အကြံပေးကြပါတယ်။ Number 3 Foundation Grey Raven ဒီ game လေးကတော့ Kuro Game ကထုတ်လုပ်ထားတဲ့နာမည်ကြီး Action RPG game တစ်ခုပဲဖြစ်ပါတယ်။မြန်ဆန်ပြီးပေါ်ပါတဲ့ game လေးနဲ့ survival ကောင်းတဲ့ storyline တွေကြောင့်လူကြိုက်များပါတယ်။ဒီ game လေးက Cyberpunk style ပုံစံဖြစ်ပြီးတော့ virus မျိုးကြောင့်ကမ္ဘာပြက်လူနေသည့်ချိန်တွေမှာ Babylonia လို့ခေါ်တဲ့အာကာသစကန်ကိုတပြေးခဲ့ရပြီးတော့စစ်တီတော်ကြီးပြန်စုပြီးတော့ကမ္ဘာမြေကိုပြန်လဲသိမ်းယူပြီးတိုက်ခဲ့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။ mechanic ပိုင်းမှာလည်းလွန်မြန်ဆန်ပြီးတော့အရန်စမှုဖြစ်တဲ့အပြင် 3 combo တွေလည်းပါတာမလို့ share မိုက်ပါတယ်။ character class ပိုင်းမှာလည်း attack ကတန်နဲ့ support ဆိုပြီးတော့၃မျိုးခွဲထားပါတယ်။ graphic ပိုင်းမှာလည်း anime style visual တွေကအရန်လာသလို scale animation တွေကလည်းတက်ရတာမလို့ brother တို့အကြိုက်တွေ့စင်ပါပါ။ Number 4 Wuthering Waves ဒီ game လေးကိုလည်း Kuro Game ကပဲထုတ်လုပ်ထားပြီးတော့ Open World Action RPG game မျိုးစားလေးပဲဖြစ်ပါတယ်။ဒီ game လေးက Solaris 3လို့ခေါ်တဲ့ကမ္ဘာပြက်ကတ်လောမှာစိန်တည်ထားပါတယ်။ကစားသမားက Rover လို့ခေါ်တဲ့တိတ်မိသူတယောက်အနေနဲ့တွဲထားလာမှာဖြစ်ပြီးတော့ဒီကမ္ဘာကြီးရဲ့လိုအပ်ချက်တွေကိုရှာဖွေရမှာဖြစ်ပါတယ်။တိုက်ခိုက်တဲ့အခါတွေမှာရအောင်မြန်ဆန်ပြီးတော့ parry လောက်တာတွေ skill သုံးချမှုပေါ်တွေမှာအများကြီးမူတည်ပါတယ်။နောက်ထပ်ထူးခြားချက်အနေနဲ့ရန်သူတွေကိုတပ်ပြီးရင်ရန်သူတွေရဲ့ aggro တွေကိုဖမ်းယူပြီးတော့ပြန်လည်သုံးချနိုင်တာပါ။ S time ပိုင်းကလည်းနည်းနည်း serious ဖြစ်တဲ့ဘက်ကိုသွားပြီးတော့ character design တွေကလည်းဒီတေးကြလွန်ပါတယ်။နေရနေပေါ်ပြေးတာခုံတာ gliding စီးတာတွေကလည်းတခြားဂိမ်းတွေနဲ့မတူပဲကွက်ထွက်နေပါတယ်။တကယ်ချင်းတွေနဲ့အတူတူတွဲဆော့လို့ရတဲ့ goal mode တွေလည်းပါအောင်ပါတယ်။ဒီဂိမ်းလေးကို PC, Android, iOS တွေမှာ free to play download လုပ်ပြီးကစားလို့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ brother တို့အနေနဲ့ဘယ်ဂိမ်းလေးကိုသဘောကျလဲဆိုတာကို comment မှာမှတ်သွားလို့ရပါတယ်။နောက်လည်းဒီတက်ကောင်းတဲ့ game လေးတွေကိုရှာဖွေတက်ဆက်ပေးတော့မှာမလို့ကျွန်တော်တို့ရဲ့ game set page လေးကို like and follow လေးလုပ်ပေးကြပါအောင်။အားလုံးပဲဘိုင်ဘိုင်ပါ